မတဲ့ပဲပြောတော့မယ်ကိုယ်ဝိုက်ပြီးတော့မပြောနေတော့ဘူးကိုယ်ဝိုက်ပြီးပြောနေအချိန်တွေကုန်တယ်နော်အခုကျမပစ္စည်းကမလေးရှားမှာပဲရှိသေးတယ်မြန်မာနိုင်ငံတော့မရောက်သေးဘူးဟယ်လိုမင်္ဂလာပါလိုက်လို့ဆက် channel ကကြိုဆိုပါတယ်ကျွန်တော်တို့ live ပေါ်မှာဒီတရုတ်နိုင်ငံထုတ်တဲ့ဒီ skate ခဲပေါ့နော်အလောက်ကိုပစ္စည်းတစ်ခုကို2သိန်းကျော်တန်ကိုသူက10သိန်းကျော်နဲ့ရောင်းနေတယ်ဆိုပြီးတော့ကျွန်တော်တို့ပဲဖြစ်နေတယ်ပေါ့နော်အဲ့ဒီဟောနေတဲ့ဗီဒီယိုလေးကိုကျွန်တော် real လုပ်ချင်ပါတယ်ကြည့်ရအောင်မတဲ့ပဲပြောတော့မယ်ကိုယ်ဝိုက်ပြီးတော့မပြောနေတော့ဘူးကိုယ်ဝိုက်ပြီးပြောနေအချိန်တွေကုန်တယ်နော်မလေးရှားကညီမလေးမတဲ့ရဲ့ဒီပစ္စည်းအစ်စ်ကိုစင်တူရိုးမထုတ်ပြီးတော့ရောင်းနေတဲ့ညီမလေးနော်ညီမလေးရောင်းခွင့်ရှိတယ်ညီမလေးငွေရေးနိုင်လို့ရောင်းတာရောင်းခွင့်ရှိပါတယ်ရှင့်ညီမလေးပစ္စည်းကိုညီမလေးအာမခံရဲလို့ရောင်းတာတမုတ်တရားရေတယောက်တည်းတောက်လို့မကုန်ဘူးဒါပေမဲ့ညီမလေးကဒီပစ္စည်းကမတဲ့ရဲ့ပစ္စည်းပါဆိုပြီးမှလုံးဝပြောရောင်းခွင့်မရှိဘူးเนาะဘာလို့လဲလို့မေးပစ္စည်းမတူလို့ညီမလေးကဒီပစ္စည်းကိုတပုံစံနဲ့အပြင်ပန်းဆောင်တပုံစံနဲ့စီတူရိုးမှပစ္စည်းထုတ်ခိုင်းလို့ရတယ်ဒါပေမဲ့သူ့ထဲမှာပါထားတဲ့ခင်တွေရဲ့အနစ်တွေနို့ရည်ရဲ့အနစ်တွေကအယောင်တွေအနံ့တွေတခုမှမတူဘူးရှင့်တခုမှမတူဘူးရှင့်နော်အဲကြောင့်မို့ညီမလေးတို့ပစ္စည်းကိုညီမလေးတို့ရဲ့ပစ္စည်းပါလို့ပဲပြောရောင်းပါမတဲ့ရဲ့ပစ္စည်းပါလို့ပြောရောင်းခွင့်မရှိဘူးနော်မတဲ့ရဲ့ပစ္စည်းကိုပစ္စည်းပါလို့ပြောရောင်းခွင့်ရှိတာမတဲ့ရဲ့ကိုယ်စလဲတွေပဲရှိတယ်ရှင့်ဘာလို့လဲဆိုတော့ကိုယ်စလဲတွေကပြောရောင်းခွင့်ရှိတယ်မတဲ့ရဲ့ပစ္စည်းလို့ဒီပစ္စည်းကိုတုံးပြီးမှသူနဲ့ပတ်သက်လာတဲ့ကိစ္စမှန်သမျှအကုန်လုံးကမတဲ့နဲ့ပဲဆိုင်တယ်အခုညီမလေးတို့ကမတဲ့ရဲ့ပစ္စည်းဆိုပြီးတော့ရောင်းနေတာအဲ့လိုမျိုးလုံးဝရောင်းခွင့်မရှိဘူးနော်ဒီဗီဒီယိုဖိုင်ထဲမှာဒီဗီဒီယိုဖိုင်ကနေမတဲ့ဘက်ကနေအတိလာပေးခြင်းဖြစ်ပါတယ်မတဲ့ရောင်းနေတဲ့တူနာဆက်နဲ့ညီမလေးတို့ရောင်းနေတဲ့တူနာဆက်ကတပုံစံနဲ့ပဲအကုန်လုံးအတူတူပဲလို့ပြောတယ်ဆိုရင်မတဲ့ကိုနောက်ထပ်4-5ရက်လောက်ပဲအချိန်ပေးရှင့်နောက်ထပ်4-5ရက်လောက်ပဲအချိန်ပေးပါနောက်ထပ်4-5ရက်လောက်ပဲအချိန်ပေးနောက်ထပ်4-5ရက်လောက်ဆိုရင်မတဲ့ဘယ်မှာဘလို့မတူတာလဲဆိုတာညီမလေးတို့ရောင်းတဲ့ပစ္စည်းကိုမတဲ့ဘက်ကနေမာယူပြီးမှဒီပစ္စည်းနဲ့ဘလို့ကွာတယ်လဲဆိုတာတခါတည်းတွဲပြီးတော့မတဲ့ line ပေါ်မှာချပြမယ်ရှင့်မတဲ့အစတော့ကတော့မလုတ်ပဲပေါ့နော်ဒါပေမဲ့မတဲ့ကတွေးမိတာရှိသွားတယ်အဓိကညီမလေးတို့ရောင်း online ထဲမှာဈေးရောက်နေတာမတဲ့ရောင်းတဲ့ပစ္စည်းတွေကဈေးကြီးတာဝယ်သုံးဘူးတဲ့ဖောက်တယ်တိုင်းတည်တယ်ပစ္စည်းအကောင့်ကင်တာတည်တယ်အခုညီမလေးတို့ကဒီအပေါ်ကဘူးတပုံစံနဲ့စင်တူရိုးမှထုတ်ပြီးမှမတဲ့ပစ္စည်းလို့ရောင်းနေတော့ဝယ်သုံးတဲ့သူတွေကအသားရည်ပြက်စီသွားမှာလေညီမလေးတို့ရောင်းနေတဲ့ပစ္စည်းတွေကဝယ်သုံးရဲတဲ့သူတွေဝယ်သုံးလိုက်မယ်စိတ်မပူနဲ့မသုံးရဲတဲ့သူတွေတော့မသုံးဘူးသူပြောသွားတာကတော့သူရဲ့ဒီပစ္စည်းနဲ့ဒီမလေးရှားမှာရောင်းနေတဲ့ကိုယ်စားလှယ်တယောက်ပေါ့နော်ရောင်းနေတဲ့ပစ္စည်းကမတူဘူးဆိုတာ तू ကဘယ်လိုပြောလာလဲတော့မသိဘူးနော် तू ဘယ်လိုသိလဲတော့မသိဘူးခုန तू ပြောတော့ဒီပစ္စည်းကို तू ဝယ်အောင်မယ်ပေါ့နော်ဒီမလေးရှားပစ္စည်း तू ဝယ်မယ်ဝယ်ပြီးတော့သူ့ရဲ့ပစ္စည်းနဲ့ तू စမ်းသုံးမယ်ဘယ်ဟာအတုလဲအစစ်လဲပေါ့နော် तू ကပြောထားတာမတုံးလဲမတုံးသေးဘူးဘယ်ဟာအတုအစစ်လဲဘယ်ဟာကောင်းလဲမကောင်းလဲဆိုးကျိုးရှိလဲဆိုတာ तू ကဘယ်လိုပြောသွားလဲတော့ကျွန်တော်လည်းမသိဘူးသူပြောတဲ့စကားထဲမှာပါလို့ပြောတာပါဒါပေမဲ့ तू ကသူ့ရဲ့brand လို့ तू ကပြောသွားတဲ့ပုံစံတော့ရှိတယ်ပေါ့နော်မလေးရှားရောက်ကိုယ်စားတရားဘာပြောထားလဲကျွန်တော်စစ်ကြည့်မယ်အခုကျမပစ္စည်းကမလေးရှားမှာပဲရှိသေးတယ်မြန်မာနိုင်ငံတော့မရောက်သေးဘူးမြန်မာနိုင်ငံကိုတင်သွင်းတာတော့မြန်မာနိုင်ငံတော့မရောက်သေးဘူးအမလက်ထဲတော့ဒီပစ္စည်းမရောက်သေးဘူးမရောက်သေးတဲ့နဲ့အမအတုဆိုပြီးတော့ပစ္စည်းတစ်ခုဗီဒီယိုထဲမှာကြည့်ပြီးတဲ့ဟာနဲ့ကိုသူများပစ္စည်းကိုအတုអော်တယ်အခုအတုអော်ပြီးတော့ပုံစံတူအထက်က ingredient တွေမတူဘူး skin care တစ်ခုကမျက်လုံးနဲ့ဒီလိုပဲဗီဒီယိုထဲမှာကြည့်တာနဲ့ပဲပြောလို့ရပြီလား ingredient မတူဘူးဒီလိုသုံးကြည့်ပြီးတော့မတူဘူးဆိုပြီးတော့ပြောလို့ရပြီလားနောက်ဝယ်သွားတဲ့ဝယ်သူတွေအကုန်လုံးကလည်းအခုအမကိုလာပြောနေလို့ဆိုအဲ့ဝယ်သူတွေကျမစီရဝယ်သွားတဲ့လူတွေအကုန်လုံးကအမကိုလာပြောတယ်ဆိုတော့ဒီပစ္စည်းတစ်ခုတစ်စုံဖြစ်တယ်ဆိုအမကကျမဝယ်သူတွေပတ်စံဆိုင်ရော်ပေးမှလားကိုရောင်းတဲ့ပြဿနာကို complain ကိုရှင်းရမှာလေကျမဝယ်သူနဲ့ကျမထမင်းရှင်နဲ့ကျမနဲ့ပဲဆိုင်တဲ့ကိစ္စလေးအမနဲ့ပါဆိုင်လို့လေအဲ့လာပြောတဲ့လူအကုန်လုံးကအမကိုလာပြောလိုက်တာနဲ့ပဲဒီပစ္စည်းကအမလေးလိုင်းမော်နေပဲတခါတည်းဆုံးဖြတ်ပြီးတော့မှအတုဖြစ်သွားပြီဟုတ်ကဲ့ဒီဗီဒီယိုလေးကျွန်တော်ကြည့်ရတဲ့လောက်ကတော့
စောစောကမသက်ပြောသွားတဲ့ဗီဒီယိုမှာတော့သူ့ပစ္စည်းကအစစ်ပေါ့နော်မလေးရှားမှာရောက်နေတဲ့ပစ္စည်းကအစစ်မဟုတ်ဘူးပေါ့ဒီရှေလူယိုမပုတ်တူကူးချထားတယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံမှာလည်းခက်တယ်နော်ဒီတရားဝင် brand မဟုတ်တဲ့ဟာတွေပေါ့နော်တရုတ်နိုင်ငံကတင်သွင်းတာ FDA ကလည်းဆက်ဆေးလားမဆက်ဆေးလားမသိဘူးမှတ်ဖို့တင်ထားလာတော့ကျွန်တော်တို့မသိရဘူးနော် live ပေါ်မှာရောက်နေတာတရားမဝင်တာတွေများတယ်ဗျာဒီတရုတ်နိုင်ငံကထုတ်တဲ့ဟာတွေကနှစ်သိန်းဂျိုဒန်နဲ့10သိန်းဂျိုဒန်နဲ့ဘယ်ဟာအတူလက်ဆင်းလည်းမသိဘူးဝယ်သုံးတဲ့သူတွေကတော့သုံးပြီးပြီအဲ့ဒီပုံမှာလည်းပဲသုံးတဲ့သူတွေကဘလို့အမြင်ရှိတဲ့ပေါ့နော်ဒီမတ်အောင်မှာလည်းဝင်ဆွေးနွေးပေးလို့ရပါတယ်ဟုတ်ကဲ့ဗီဒီယို收睇ကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့မယ်